အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒစ္စတာကိုတန်းပဲဖြစ်ပါတယ်ပွဲယူတဲ့နေရာမှာတော့ဆရာတစုလို့တင်လာကြတဲ့ကိုတန်းပဲဖြစ်ပါတယ်ကိုတန်းဤရွေးချယ်မှုနဲ့လုပ်ရက်တည်းဆောင်ရွက်စကေးတီးကြတာဖြစ်တဲ့အတွက်ကြောင့်ကိုတန်းကိုအားပေးကြဖို့ကိုတန်းနှိုးဆော်ပါတယ်ကိုတန်းဒီယနေ့မှစရင်အစောပွဲနဲ့ပွဲသည်မိတိပွဲမဆိုYouTube channel မှာ free ရေးချပေးတော့မှာဖြစ်လို့ကိုတန်းကိုအားပေးကြပါအောင်နော် channel ဝင်ရင်းနဲ့ညီကိုများလည်းရှိရင် comment တွေမှာ channel လေးချထားပါတယ် channel လေးကနေပြီးတော့ဝင်ရောက်ကြည့်ရှုပြီးအားပေးနိုင်ပါတယ်ကိုတန်းဒီ TikTok အကောင့်မှာခဏမှန်တယ်ဒါပေမဲ့ TikTok ကဘန်းနာရက်ဆက်လုံးအားကြီးလို့ကိုတန်း YouTube မှာလာပြီးတော့အသင်ပေးတာဖြစ်ပါတယ်အထူးကတော့မင်းတို့ကောင်းနေဘာဖြစ်နေလဲဆိုရင်အရှုံးများနေကြတာကိုတန်းသိတယ်အရှုံးများနေလို့စိတ်မကြေကြပါနဲ့ကိုတန်းရှင် okay မှာဆိုပြသွားစီရပါမယ်ဘာကြောင့်ရှုံးရတာလဲဆိုရင်ရွေးချယ်မှုတွေကမှန်ကန်ရတာနဲ့လုပ်ပွဲတွေများနေရတယ်မင်းတို့ရှုံးနေတာဖြစ်တယ်ဒါကြောင့်မလို့ကိုတန်းဒီမင်းတို့ကူညီမှုအတွက် YouTube channel ပေါက်လိုက်ခြင်းဖြစ်သည်ကိုတန်းကိုအားမပေးဘူးဆိုရင်တော့ကိုတန်းစိတ်မကောင်းဖြစ်မိပါမယ်အားပေးရတဲ့သူတွေရှိရင်လည်း like လေးလုပ်ခဲ့ကြဖို့မျှော်လင့်ပါတယ်ကိုတန်းဒီဒစ္စတာEgyptမောင်းပြီးလည်းခေါ်ပါတယ်ဘာလို့လဲဆိုတော့ဘောလုံးယူတဲ့နေရာမှာဆရာတဆူဖြစ်နေလို့ပါပဲဒါကြောင့်မလို့အပေးသူကြီးကိုမောင်နှမများအားလုံးကိုတန်းဒီနေရာနေပြီးတော့ကူညီမယ်လို့ပဲတခေါက်နဲ့ပြောလိုက်ပါမယ်